ပြောစရာရှာတဲ့အခါမှာနှလုံးသားအချစ်ပန်းလေးတွေပူပွင့်လာအသေးလိုလားချင်မြတ်တမရစကားမှာအချစ်ရှိတဲ့သူများနာလေးမှာအချစ်နာကိုမျက်နှာသူလူသားတွေကြားထဲမှာတို့နှစ်ယောက်ချစ်တာဖြစ်လာချစ်တာဖြစ်လာမချစ်ဝမှာအတောင်ဆိုရင်ဝေရင်ကိုပြည့်ပြန်လာအမြင်ဘက်ကိုပြေးဆိုင်ရထွက်ကြမှာအချစ်နဲ့ကဘာဝ